ခင်ရေငွေကြေးအကြောင်းပြောပြီးဆိုရင်လူတွေကကိန်းဂဏန်းတွေကိုပဲအာယုံစိုက်လေးရှိကြတယ်တကယ်တော့ငွေကြေးချမ်းသာမှုဆိုတာတင်ချထက်စိတ်ပညာ psychology ကပိုများပါတယ်ကိုတို့ရဲ့အုံနောက်ထဲမှာငွေနဲ့ပတ်သက်ပြီးဆွဲမြဲနေတဲ့အယူဆအမှား money minds တွေကပဲခင်ကိုကြွယ်ဝမှုစီမရောက်အောင်ဆွဲထားတဲ့တန်ကြေခြင်းတွေဖြစ်နေတတ်တာပါအဲ့ဒီစိတ်အကျဉ်းထောင်တွေကနေထွက်နိုင်ဖို့ငွေကြေးဆိုင်ရာ mindset အမှားကြီးတွေကိုတစ်ခုချင်းစီရှင်းပြပေးမယ်နော်ငွေဟာမကောင်းဆိုးဝါးရဲ့မြစ်ဖျားခံရမဟုတ်ပါဘူးလူအတော်များများကငွေမဲ့ရင်လူယုံမှာဖြစ်မယ်ဒါမှမဟုတ်ချမ်းသာတဲ့သူတွေကတကူကောင်းဆန်တယ်လို့ယုံကြည်ထားတတ်ကြတယ်ဒါဟာအကြီးမားဆုံးအယူဆအမှားပါတကယ်တော့ငွေဆိုတာ magnifier မှန်ပြီလူတစ်ခုပါပဲခင်ကစိတ်ကောင်းရှိတဲ့သူဆိုရင်ငွေရှိတဲ့အခါပိုပြီးပေးကမ်းနိုင်တဲ့သူဖြစ်လာမယ်ခင်ကစိတ်ပုတ်တဲ့သူဆိုရင်တော့ငွေရှိတဲ့အခါပိုပြီးယုံမှာပြမှာပါငွေကိုယ်တိုင်မှာအကောင်းဆုံးမရှိပါဘူးသူကခင်ရဲ့စရိုက်ကိုပိုပြီးထင်ရှားအောင်လုပ်ပေးတဲ့စွမ်းရည် utility တစ်ခုတတ်ပါပဲပိုပင်ပန်းမှာပိုချမ်းသာမယ်ဆိုတဲ့အယူဆ labor versus valueချွေးထွက်မှငွေရမယ်ဆိုတဲ့စကားကတစိတ်တစ်ပိုင်းပဲမှန်ပါတယ်ခင်တနေ့ကို24နာရီလုံးမအိပ်မနေအလုပ်လုပ်ရင်တောင်ခင်ရဲ့လှုပ်အားခမှာကန့်သက်ရှိရစေကဘာပေါ်ကအချမ်းသာမှုဟာသူ့ရဲ့အချိန်ခင်အလုပ်မလုပ်ပဲထိုင်နေနိုင်တဲ့ခင်စီဝင်နေတဲ့စနစ်ရှိခြင်းပါပဲခင်ကဆောင်ရုံနဲ့တင်မလုံလောက်ဖြည့်ရှင်းပေးနိုင်ရင်ဒီရဲ့ပြဿနာကိုဖြည့်ရှင်းပေးတဲ့ဝိစုတာအကောင်းဆုံးပဲလို့ပူချမ်းသာမှာအမြဲကြားဖို့မှာပါဒါပေမဲ့စုယုံတင်စုနေရင်ခင်ရဲ့ငွေတွေကတန်ဖိုးကျလာမှာပါဘာလို့လဲဆိုတော့ inflation ငွေကြေးဖောင်းပွားမှုဆိုတဲ့တိတ်ဆိတ်တဲ့တခိုးကခင်ပိုက်ဆန်ရဲ့ဝယ်ယူနိုင်စွမ်းအားကိုတစ်နှစ်ထက်တစ်နှစ်ခိုးယူနေလို့ပါဒါကြောင့် money minds ကောင်းတဲ့သူတွေကငွေကိုရင်းငိမ်လို့မထားပဲစီးဆင်းနေတဲ့မြေလိုမျိုး investment ယင်းနှိမ့်မြုပ်နှံမှုတွေထဲထည့်ထားကြပါတယ်စုတာကခံစစ် defense ဆိုရင်ယင်းနှိမ့်မြုပ်နှံတာကတိုက်စစ် offense ပါပဲငွေကြေးလွတ်လပ်ခွင့် financial freedom ဆိုတာငွေအများကြီးရှိတာကိုမဆိုလိုပါဘူးငွေကြောင့်ကိုမလုပ်ချင်တဲ့အရာတွေကိုညှင်းပယ်နိုင်စွမ်းရှိတာကိုဆိုလိုတာပါခင်ရေဒီ mindset တွေကိုပြောင်းလဲလိုက်တာကခင်ရဲ့ဘဝတိုးတက်မှုအတွက်အကြီးမားဆုံးသော self investment ပါပဲခင်ကငွေကိုခင်ရဲ့တခင်အဖြစ်မထားပဲခင်ကိုအလုပ်ကျွေးပြုမဲ့ကျွမ်းကျင်တဲ့စစ်တီတော်ဖြစ်မြင့်တက်လာရင်ခင်ရဲ့ကြွယ်ဝမှုလမ်းကြောင်းကပွင့်သွားမှာအသေးချပါပဲ